romantic enemy movie တွေထဲမှာ you are name ပြီးသွားရင် a silent boy ဆိုတဲ့ enemy ကကြီးလို့ကောင်းဆုံးလို့ကျွန်တော်မြင်မိတယ်။အဲ့ကသူတို့ငယ်စဉ်တုန်းကနိုင်ကျတက်တဲ့ကောင်လေးရဲ့နားမကြားရတဲ့ကောင်မလေးရဲ့သူတို့နှစ်ယောက်ရဲ့အချစ်ဇလံကိုပေါ်လွင်အောင်ရိုက်ထားတဲ့ romantic enemy movie တကားပဲဖြစ်ပါတယ်။ကျွန်တော်အဲ့ကောင်ကိုကြည့်နေစဉ်းစားမိတာတခုတော့ရှိတယ်။ဘာလဲဆိုတော့ကိုမုန်းတဲ့သူတွေကိုမချစ်တဲ့သူတွေကိုအမြင်ကတ်တဲ့သူတွေကတစ်ချိန်ကျရင်ကိုယ့်ရဲ့လက်တွဲဖို့ဖြောသွားနိုင်တယ်ဆိုတာကိုလည်းပြောလို့မရဘူးလေ။ Okay. Hey, y'all, come look at this. ။ तू ကကိုယ့်ကိုရမ်းမုန်းနေလဲ။တစ်ချိန်ကျရင် तू ကအရန်ချစ်တဲ့သူကကိုယ်လည်းဖြောသွားနိုင်တယ်လေ။ဥပမာမင်းနဲ့သူမလို့ပေါ့။ကိုမတည်သေးတဲ့ရွေးတော့မျောလင်းချက်နေထားလို့ရပါသေးတယ်။ကိုက MC ဆိုလဲထားပါတော့ဒါပေမဲ့အရင်တော့မမျောလင်းနဲ့ပေါ့ကိုက MC မဟုတ်ဘဲနဲ့ဥမဘေးကကောင်က MC ဖြစ်ပြီးကိုက feeling ဖြစ်နေရင်တွားပြီလीနော်အဲ့ဒါကြောင့်အရင်နဲ့မမျောလင်းနဲ့ကဲလို့သူမကမင်းစီပြန်လာခဲ့ရဆိုရင်အရင်မချစ်ပြနဲ့အရင်ချစ်ပြလိုက်စီပေါ်အောင်ချစ်ရင်စိတ်ထဲမှာပဲတင်တာမထုတ်ပြနဲ့အဲ့ဒါပြောရင်းနဲ့ကျွန်တော်အချင်းသူစာအုပ်တော့မှာလာတယ်ခင်ဗျားတို့ enemy ဟာကြီးပဲကြည့်နေရတာပြေးနေမှာဆိုလို့နောက်နေ့ကျရင်အချင်းသူစာအုပ်ခင်ဗျားတို့ဖတ်ပြမယ်အမှန်တကယ်ဒီဗီဒီယိုကပင့်တကူဖြစ်တဲ့နေကြမှာလို့ဖို့ဒါပေမဲ့အခုလုံးလိုက်တယ်ဆိုတာပင့်တကူဖြစ်တဲ့နေကြဘယ်လိုလေးရိုက်ပြီးတင်ပြီးဖို့ဒီလောက်ပဲဗီဒီယိုကပင့်တကူဖြစ်တဲ့နေကြမှာတွေ့ကြမယ် See you